မင်္ဂလာရေးချမ်းလေးပါရှင်။နေရဲ့ ASMR channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။နေရဲ့အတန်လေးကိုပဲကြားချင်တယ်အတန်လေးကြားမှာအိပ်ပျော်ရဲဆိုတဲ့အသေးလေးတို့အတွက်နန်းစာလေးဖတ်ပြပေးပါမယ်ရှင်။ဒီနေ့ပျော်ပါတဲ့လွန်ထထပေါ့နော်အာနာမှုဟာကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖယ်ရွှေ့နိုင်စွမ်းရှိပါတယ်။ကျမရဲ့ကိုယ်တွေ့ပါပဲကိုယ့်ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကိုပွင့်ပွင့်လင်းလင်းတောင်းယူဖို့အာနာစိတ်နဲ့နှုတ်ဆက်ခဲ့ဘူးပါတယ်။ကိုယ့်အပေါ်ပူချလွှမ်းမိုးတတ်သူချိုချိုကလေးနဲ့စီးပိုးတတ်သူစကားလုံးကလေးတွေနဲ့လက်တလုံးချလှည့်ပတ်တတ်သူစသဖြင့်ကြုံတွေ့ခဲ့ဘူးသူတွေအပေါ်အာနာစိတ်နဲ့ပွင့်ပွင့်လင်းလင်းပြန်မပြောတတ်ခဲ့ပဲတယောက်တည်းကြိတ်ပြီးစိတ်ပင်မဲ့ထိခိုက်ခံခဲ့ပူပါတယ်အာနာတတာမကောင်းမှန်းသိလျက်နဲ့မအာနာတတ်အောင်ဘလို့ပြောင်းလဲရမလဲဆိုတာမသိခဲ့တာပါတဲ့ကျမခင်မင်လေးစားရတဲ့အမတယောက်ရှိပါတယ်မျက်နှာလေးကအေးချမ်းပြီးစကားပြောရင်ပြုံပြုံလေးပြောတတ်ပါတယ်သူ့မှာအာနာပြီးငုံခံလိုက်တယ်ဆိုတာမရှိပါဘူးတဲ့သူမကြိုက်တာကိုပွင့်ပွင့်လင်းလင်းချိုချိုတာတာကလေးပဲပြောတတ်ပါတယ်သူဖြစ်ချင်တာကိုလည်းလဲပတ်ကွေးဝိုက်မနေပဲရိုးရိုးရှင်းရှင်းပဲပြောတတ်ပါတယ်မိတ်ဆွေအပေါင်းအသင်းတွေအပေါ်လည်းဂရုတစိုက်ရှိပါတယ်ဥပမာဖုန်းမဆက်တာကြာရင်အမကလမ်းဆက်ပြီးအတန်မကြားရတာကြာလို့အဆင်ပြေရဲ့လားစသဖြင့်လမ်းမေးတတ်ပါတယ်ကျမကြိုက်တတ်တဲ့အစာအသောက်လေးတွေချက်ကျွေးတာလက်ဆောင်ပေးတတ်တာမျိုးတွေကိုလည်းဂရုစိုက်မှုပြတတ်ပါတယ်အဲ့လိုအမမျိုးနဲ့ကြတော့တွေးဆုံရစကားပြောရတိုင်းအကြည်တက်လေးတွေကူးဆက်ဖလှယ်ပြီးနှွေးထွေးပျော်ရွှင်ရပါတယ်အမစီကနေအတူယူစရာတွေအတူယူရပါတယ်ပေါင်းသင်းဆက်ဆံရေးမှာလေးစားမှုရဲ့သူ့ဘက်ကိုယ်ဘက်မြတ်မြတ်တတတွေးပေးတတ်မှုရဲ့လိုအပ်ချက်ရှိရင်ကူညီဖြည့်ဆည်းပေးတတ်မှုရဲ့ကြောင့်အစဉ်တစ်ဖြစ်ခိုင်ခန့်မြဲမြဲပါတယ်မြင်ပါတယ်ဗောနော်အမစီကအတူယူခဲ့ရတာကအာမနာတတ်တာကိုချိုချိုတာတာကလေးပြောတတ်လာတာပါပဲတဲ့လူတယောက်မပြီးနိုင်မစည်းနိုင်စကကြောရှိတွေရှိနေရင်ကို့မှာလွတ်ဆရာတွေရှိသေးကြောင်းရင်ကြီးစွာပြောပြီးစကားဖြတ်တတ်လာတယ်တဲ့ကို့ပေါ်အလေးနဲ့မရှိဘူးတန်ဖိုးမထားတတ်သူလိုတဲ့အချိန်ပဲသုံးတတ်ပြီးမလို့အလိုမရှိရင်လဲမကြည့်တတ်တဲ့လူသုံးမိတ်ဆွေတချို့ကိုအာမနာစွာဥပိ္ပခာပြုလစ်လူရှုတတ်လာပါတယ်အာမနာတတ်တာနဲ့အလိုက်မသိတာကမတူပါဘူးကိုယ့်ရဲ့အပျော်ရွှင်မှုကိုထိပါနောက်ရှက်လာစေမယ်လူတချို့ကိုကိုဘဝတဲကနေထုတ်ဖယ်ပြစ်လိုက်ဖို့အားနိုင်စရာမလိုပါဘူးအလိုက်မသိတာကသူတစ်ပါးရဲ့စိတ်ခံစားမှုကိုထက်တွက်ပေးတာစာနာနားလည်ပေးတာမျိုးမရှိပဲကိုယ့်အလိုဆန္ဒတစ်ခုတည်းကိုသာဦးစားပေးရှေ့တန်းတင်သက်တဲ့တကူကောင်းဆန်ခြင်းမျိုးသာဖြစ်ပါတယ်ဒီနိုင်ငံမှာအာနာတတ်တယ်ဆိုတာမရှိပါဘူးအာနာတွေဆိုတာမရှိပါဘူးပေါ့နော်သူတို့မကြိုက်တာကိုပွင့်ပွင့်လင်းလင်းချိုချိုတတကလေးပဲညှင်းဆန်တတ်တာပါတဲ့အပြုံးမပြတ်အမုန်းမဖက်ပဲရှင်ကြီးစွာလမ်းခွဲခြင်းကကိုယ့်ရဲ့စိတ်ကိုအနောက်အဖွဲကနေလွတ်မြောက်ခွင့်ပေးလိုက်တယ်လို့ပဲလွတ်လပ်ပေါ်ပါမှုရှိစေပါတယ်ကိုယ့်ရဲ့စိတ်အကြည်တက်ကလေးကိုထိပါနောက်ရှက်နိုင်စွမ်းရှိတဲ့ကိုယ့်ရဲ့တန်ဖိုးမသိမြင်နာမလဲပဲကိုထိခိုက်စော်ကားလာတဲ့သူကိုပွင့်လင်းချိုတာစွာပြောပြီးလမ်းခွဲလိုက်ဖို့ဘယ်တော့မှအာမနာပါနဲ့အာမနာတော့တဲ့အချိန်ကစပြီးသင်ရဲ့စိတ်လွတ်လပ်ခြင်းနဲ့အတူပျော်ရွှင်မှုကိုတစိမ့်စိမ့်စတင်ခံစားရတော့မှာဖြစ်ပါတယ်
အဲ့ဒါလေနည်းပြောပြမယ်လဲမလေးနေ့တည်းအကြာကြီးခင်ရတဲ့တငယ်ချင်းတယောက်ရှိတယ်သူ့ကိုလေဒီ2026ကနေစပြီးတော့လည်းသူဆက်သွယ်ပြလိုက်တယ်ပေါ့နော်တငယ်ချင်းပြနေနဲ့သူ့ကိုဖြုတ်ချလိုက်တယ်ဘာလို့လဲဆိုတော့အဆင်မပြေတော့ဘူးစိတ်ကိုရဲ့စိတ်အဆင်မပြေတော့ဘူးသူ့ကိုတငယ်ချင်းပြနေဆုံးလို့လိုက်တယ်သူကကိုယ့်ကိုလူသုံးလဲလောက်တယ်ပေါ့နော်တငယ်ခင်ရတဲ့နေ့တည်းမှာမနာလို့စိတ်တဲ့ကိုယ့်ပေါ်မှာထားတယ်တကယ်လို့ကိုယ့်ရဲ့လူပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝိုင်းမှာတငယ်ချင်းဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်ကိုယ်မနာလို့တဲ့သူတွေကိုကိုယ်နာမှာမထားဘဲနဲ့ကိုယ်မပေါင်းဘဲနဲ့သူတို့ကိုကိုယ့်ဘဝတည်းကဖယ်ထုတ်နိုင်အောင်ဖယ်ထုတ်ပါမဖယ်ထုတ်နိုင်ဘူးဆိုရင်လေအဲ့ဒီအရာကြီးတစ်ခုကကိုယ့်စီမှာအမြဲတမ်းရှိနေတဲ့အခါကျရင်လေအရန်ကိုမှစိတ်ပင်ပန်းပြီးတော့လူလဲစိတ်ကတိကောက်ဖြစ်တယ်ပေါ့နော်အဲ့လိုလူတဲ့ခါမှလာခေါ်တယ်မလူတဲ့ခါပြစ်ထားတယ်ပေါ့နော်အဲ့လိုခင်လာတဲ့နှစ်ပေါင်းကမနေဘူးအစကခင်လာတဲ့နှစ်ပေါင်းကမနေဘူးပေါ့နော်ဒီတန်ရောစင်ကြောင့်ဒီခင်လာတာကြာလာတဲ့စိတ်ကြောင့်ပေါ့နော်အဲ့ဒါကြီးကိုငဲ့ကွက်ပြီးအာနာပြီးတော့ဆက်ပေါင်းနေခဲ့တယ်ပေါ့နော်နောက်ဆုံးတော့အခုတော့နန်းမာကတငယ်ချင်းတွေတိတ်မရှိဘူးပေါ့နော်ရှိတဲ့တငယ်ချင်းကလက်ရည်ချိုးလို့ရတယ်ဒါပေမဲ့ဒီလက်ရည်ချိုးလို့ရတဲ့တငယ်ချင်းတွေကအစစ်မှန်မဟုတ်ဘူးဆိုရင်နန်းဘဝတွေကိုထုတ်ပစ်လိုက်ပါတယ်ဒါသူများလောက်တိုင်းကိုလိုက်လို့ဖို့မလိုပါတဲ့ပျော်ရွှင်မှုကိုအတိတ်ပဲဖွင့်ဆိုရမှာတယောက်နဲ့တယောက်မတူညီနိုင်ဘူးပါဘူးတချို့ကပျော်ရွှင်မှုကိုအပြင်ကနေရှာဖွေတတ်ကြပါတယ်ကိုလိုချင်တဲ့အရာကလေပိုင်ဆိုင်ခွင့်ရတဲ့အခါကိုချစ်တဲ့သူတွေကိုတွာလာလေပတ်ခွင့်ရတဲ့အခါကိုစားချင်တာလေးစားခွင့်ရတဲ့အခါပျော်ပွဲရွှင်ပွဲတွေပါတီပွဲတွေတက်လိုက်ရတဲ့အခါပျော်တယ်လို့ထင်ကြပါတယ်တချို့က brand အကောင်းစားဝတ်စားတွေကိုလက်ကန်အိတ်ဖနက်တွေပိုင်ဆိုင်ခွင့်ရတာကိုပျော်ရွှင်ကြပါတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကအောင်မြင်မှုတွေကိုပါဆိုရှယ်မီဒီယာပေါ်မှာကင်ချင်းပြသကြွားရတာကိုပျော်ရွှင်ကြပါတယ်ခန်းနာထေဝါတဲ့တိုက်ကြီးတွေကားကြီးတွေပိုင်ဆိုင်ခွင့်ရတာကိုပျော်ရွှင်တတ်ကြပါတယ်ဒါတွေဟာတည်ငါခဏတာပျော်ရွှင်ရတဲ့ကိုယ်တကယ်မပိုင်ဆိုင်တဲ့အရာတွေပဲဆိုတာမသိလို့သာပျော်ရွှင်နေကြတာပါဒီနေ့ပျော်ရွှင်ခွင့်ရနေပြီမယ်နောက်ရက်တွေမှာကိုယ်ပိုင်ဆိုင်ခွင့်ရထားတဲ့အရာလေးဟာဖြစ်ကနေပြောက်ွယ်ပျက်စီးသွားနိုင်တာပါပဲကိုချစ်ခင်တွေ့တာရသူတွေလည်းကိုအနာကနေဖြစ်ကနေပြောက်ွယ်သွားနိုင်တာပါပဲပေါ့နော်ပိုင်ဆိုင်ထားတဲ့စည်းစိမ်ချမ်းသာအောင်မြင်မှုတွေဆိုတာတစ်ချိန်မှာကိုစွန့်ခွာသွားနိုင်သေးတာပါပဲဒါဟာတကယ်ပျော်ရွှင်ခြင်းအစစ်အမှန်မဟုတ်ပါဘူးတနေ့မှာသမီးလေးကကျမစီမှာခွင့်တောင်းပါတယ်တကယ်ချင်းတွေကညဘက်ဖွင့်တဲ့ကလပ်သွားပြီးခုံပျော်ရွှင်ကြတယ်ခုံပျော်ရွှင်ကြတယ်သူကလည်းသွားချင်တယ်တဲ့ကျမကသမီးကိုမေးပါတယ်ဘာလို့သွားချင်တာလဲလို့သမီးတငယ်ချင်းတွေအားလုံးသွားကြတော့သမီးလည်းသွားလေချင်တယ်နောက်တနေ့ကျောင်းမှာသူတို့တွေကလပ်သွားတဲ့အကြောင်းတွေပြောနေကြရင်သမီးတယောက်တည်းဘာမှပြောစရာမရှိဘူးလေလို့သမီးကပြန်ဖြေပါတယ်အဲ့ဒီကလပ်မှာတချင်းတွေစုံညံခုံပေါက်မယ်ကားကြခုံကြမယ်အဲ့ဒါပြောစရာကောင်းလို့လားသမီးရဲ့အဲ့ဒီအချိန်ခဏလေးပဲပြောတယ်လို့ထင်ရတာပါအဲ့ဒီကလပ်လေးပြီးသွားရောပြောစရာဘာကြံခဲ့လို့လဲသူများတွေလှုပ်တိုင်းကိုလိုက်လို့ဖို့မှမလိုတာအဲ့ဒီကလပ်ရဲ့နောက်ဆက်တွဲဆေးခတ်လိုက်တာမျိုးကိုတခုခုအခွင့်အရေးရှူလိုက်တာမျိုးခံလိုက်ရရင်ပြောစရာကောင်းသေးလို့လားစသဖြင့်သမီးနားလေလက်ခံတဲ့အထိရှင်းပြရပါတယ်မျက်ရည်လေးတဆန်းဆန်းနဲ့အမေရဲ့စေတနာကိုသူနားလေသွားတော့ကလပ်သွားဖို့မပူစားတော့ပါဘူးသူများတွေပြီးအရက်တောက်တိုင်းကိုမတောက်ဖို့ငါးပါးသီလကိုလုံခြုံအောင်စောင့်ထိန်ဖို့တစ်ဖက်သွန်သင်ထားတဲ့အတွက်ဒီနိုင်ငံမှာစေကျော်သက်အရွယ်ရောက်နေပြီဖြစ်တဲ့သမီးလေးဟာဝိုင်အရက်ဘီယာဘာမှမတောက်တတ်ပါဘူးအဲ့ဒီအတွက်ပျော်ရွှင်ခြင်းနဲ့ပျော်ရွှင်ရပါတယ်